အားလုံးပဲမင်္ဂလာပါစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းရဲ့အကျိုးသက်ရောက်မှုကြောင်းလေးကိုဥပဒေဘုဒ္ဓတာအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရမှတ်ပုံတင်ပြီးဖြစ်တဲ့စာချုပ်စာတမ်းတွေကစာချုပ်ချုပ်ဆိုတဲ့နေ့ကနေစပြီးတော့အကျိုးသက်ရောက်မှုရှိမှာပဲဖြစ်ပါတယ်မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဒါမှမဟုတ်ရင်မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့သက်ဆိုင်မယ်ဆိုရင်ဒီပစ္စည်းတွေနဲ့ဆက်လင်းပြီးတော့စာချုပ်စာတမ်းမှာပါတဲ့စည်းကမ်းချက်တွေနဲ့ဆန့်ကျင်တဲ့နှုတ်ကတိဒါမှမဟုတ်ရင်အကြောင်းကြားကြေညာချက်ကိုအမိုးပြီးတော့အကျိုးသက်ရောက်မှုရှိမှာပဲဖြစ်ပါတယ်ဒီလိုမျိုးအကျိုးသက်ရောက်မှုရှိပေမဲ့လည်းစာချုပ်စာတမ်းမှာပါတဲ့စည်းကမ်းချက်တွေနဲ့ဆန့်ကျင်တဲ့နှုတ်ကတိဒါမှမဟုတ်ရင်အကြောင်းကြားကြေညာချက်အရာလက်ရောက်ပေးရပြီးဖြစ်တဲ့ပစ္စည်းနဲ့သက်ဆိုင်ခြင်းတော့ရှိမှာမဟုတ်ပါဘူးစာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုံမှာ16ရသတ်မှတ်ထားတဲ့မှတ်ပုံမတင်မနေရစာချုပ်စာတမ်းတွေကိုမှတ်ပုံတင်ခြင်းမပြုဘူးဆိုရင်တော့မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုတနည်းနည်းနဲ့လွှဲပြောင်းတာတွေငှားရမ်းတာတွေမှာအကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူးကိဋ္ဌိမသားသမီးမွေးစားတာအတွက်တရားဝင်အထောက်ထားသက်သေခံချက်လည်းဖြစ်လာမှာမဟုတ်ပါဘူးစာချုပ်စာတမ်းမှာပါတဲ့ပစ္စည်းနဲ့သက်ဆိုင်တဲ့ဒါမှမဟုတ်ရင်အခွင့်အာဏာပေးအပ်ချက်ကတရားဝင်အထောက်ထားသက်သေခံချက်ဖြစ်လာမှာမဟုတ်ပါဘူးစာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုံမှာ16မှာပါဝင်တဲ့စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရမှတ်ပုံမတင်မနေရစာချုပ်စာတမ်းတွေဖြစ်သတ်မှတ်ထားတဲ့မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုအပိုင်ပေးတဲ့စာချုပ်စာတမ်းတွေမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမှာပဲဖြစ်ဖြစ်ဒီမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့ဆက်လင်းပြီးတော့ဖြစ်ဖြစ်တန်မိုးငွေကျပ်3သိန်းနဲ့အထက်ရှိတဲ့မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုရောင်းချတာတွေဆိုင်ရာဆိုင်ခွင့်အကျိုးစီးပွားတစုံတရာဖြစ်ထွန်းရေးအတွက်ကြီးညာတာတွေလွှဲအပ်တာတွေကန့်သက်တာတွေဆွန့်လွတ်တာဖျက်သိမ်းတာတွေကိုခိုင်မာစေဖို့အတွက်ပြုလုပ်တဲ့တေတန်းစာမဟုတ်တဲ့စာချုပ်စာတမ်းတွေဒီစာချုပ်စာတမ်းအနေနဲ့သက်ဆိုင်တဲ့ပိုင်ဆိုင်ခွင့်ပေါ်တရားရုံးကချမှတ်တဲ့စီရင်ချက်တွေဒီဂရီတွေအမိန့်တွေနောက်တစ်ခုကကြတော့တန်မိုးငွေကျပ်3သိန်းနဲ့အထက်ရှိတဲ့ပိုင်ဆိုင်ခွင့်စာချုပ်ကိုအနှံနဲ့ပေါင်နှံချင်းငါးချင်းကလွဲပြီးတော့ပေါင်နှံသူကိုပေါင်နှံသူလက်မှတ်ရေးထိုးပြီးအ ਨੇ ဆုံးအသီးသက်တွေနှစ်ဦးကမှန်ကန်ကြောင်းဝန်ခံလက်မှတ်ရေးထိုးထားတဲ့ပေါင်နှံချင်းစာချုပ်တွေနဲ့ပေါင်နှံချင်းဖြတ်သိမ်းတဲ့စာချုပ်တွေမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုတစ်နှစ်ပြီးတစ်နှစ်ငှားရမ်းတာတစ်နှစ်ထပ်ပို့ပြီးတော့ငှားရမ်းတာငှားရမ်းကကိုနှစ်လိုက်သတ်မှတ်တဲ့ငှားရမ်းခြင်းစာချုပ်တွေနောက်ဆုံးတစ်ခုကကြတော့ကုမ္ပဏီအသင်းဖွဲ့တွေကမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းပိုင်ဆိုင်ခွင့်အားလုံးကိုပဲဖြစ်ဖြစ်တချို့တော့ကိုပဲဖြစ်ဖြစ်ဒီပစ္စည်းနဲ့သက်ဆိုင်တဲ့အကျိုးစီးပွားကိုပဲဖြစ်ဖြစ်ရုံမှန်အနံသူကိုပေါင်နှံခြင်းပေးကမ်းခြင်းဒါမှမဟုတ်အခြားနည်းနဲ့လွှဲအပ်ခြင်းပြုတဲ့စာချုပ်စာတမ်းတွေနဲ့ပုံတင်လိုကတင်နိုင်တဲ့စာချုပ်စာတမ်းအမျိုးအစားတွေထဲမှာပါဝင်တဲ့မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမှာပဲဖြစ်ဖြစ်ဒီပစ္စည်းနဲ့ဆက်လင်းပြီးတော့ပဲဖြစ်ဖြစ်တန်မိုးငွေကျပ်3သိန်းအောင်မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုရောင်းချတာနဲ့ဆိုင်ရေးဆိုင်ခွင့်အကျိုးတစုံတရာဖြစ်ထွန်းစေဖို့အတွက်ကြီးညာတာလွှဲအပ်တာကန့်သက်တာဆွန့်လွတ်တာနဲ့ဖျက်သိမ်းတာတွေကိုအခုလက်ရှိကာလအတွက်ပဲဖြစ်ဖြစ်နောင်ချိန်ကာလအတွက်ပဲဖြစ်ဖြစ်မြောက်စေဖို့အတွက်ပြုလုပ်တဲ့ငွေလက်ခံရရှိတာဒါမှမဟုတ်ရင်ပေးအပ်တာကိုဝန်ခံတဲ့စာချုပ်တွေအပေါင်တန်မိုးငွေကျပ်3သိန်းအောက်ပေါင်နှံတဲ့စာချုပ်စာတမ်းတွေမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုတစ်နှစ်ထက်မပိုတဲ့ကာလအတွက်ကိုငှားရမ်းတဲ့အငှားစာချုပ်စာတမ်းတွေဒီစာချုပ်စာတမ်းတွေကိုမှတ်ပုံတင်ထားမယ်ဆိုရင်ဒီစာချုပ်စာတမ်းမှာပါတဲ့ပစ္စည်းနဲ့သက်ဆိုင်တဲ့ဂတိပြုချက်တွေစီကံချက်တွေကတရားဝင်ဖြစ်မှာပဲဖြစ်ပါတယ်ဒါကတော့စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းရဲ့အကျိုးသက်ရောက်မှုအကြောင်းကိုဥပဒေဘုဒ္ဓတာအနေနဲ့ဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်